အားလုံးပဲမင်္ဂလာပါဒီချက်ကတော့ငြိမ် Algebraic Nook ကဒီချက်ငြိမ်ရွှေကြီးဖြစ်ပါတယ်ဒီချက်ဒီဗီဒီယိုလေးမှာတော့ Grade 12 Unit 2 Keys to Happiness စုစုပေါင်းအချက်10ချက်ရှိတဲ့တဲကမှာဒီချက်ကနံပါတ်9အချက်ကလေးကိုရှင်းပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံလေးစာအုပ်လေးရဲ့ခဲတံလေးရဲ့တွားယူလိုက်ပါအောင်နော်ကဲအစသစ်ဖြစ်ပြီဆိုလို့ရှိရင်စလိုက်ရအောင်နော်အဲ့တော့ grade 12 unit 2 key to happiness မှာပျော်ရွှင်မှုကိုရဖို့အတွက်အချက်10ချက်ကိုသူကဖော်ပြထားတယ်ပေါ့နော်အဲ့ဒီထဲမှာနံပါတ်9အချက်ကလေးကတော့ get rich တဲ့ rich ဆိုတာကချမ်းသာတာပေါ့နော်အဲ့တော့ get rich ရဲ့အဓိပ္ပာယ်ကချမ်းသာအောင်လုပ်ပါတဲ့ most people တဲ့လူအများစုကတဲ့ believe ယုံကြည်ကြပါတယ်တဲ့ဘာကိုယုံကြည်လဲဆိုလို့ရှိရင် money is the best way တဲ့ money ပတ်စံဆိုတာက is the best way အကောင်းဆုံးနည်းလမ်းပါပဲ to find happiness ဘာကိုရှာတွေ့ဖို့လဲဆိုရင်ပျော်ရွှင်မှုကိုရှာတွေ့ဖို့ဆိုရင် the best way အကောင်းဆုံးနည်းလမ်းလေးကတော့ money ပတ်စံပါပဲတဲ့ဒီနေရာမှာလာနိုင်တဲ့မေးခွန်းလေးကတော့ most people what do most people believe ပေါ့နော်လူအများစုကဘာကိုယုံကြည်ကြလဲလို့မေးလို့ရှိရင် money is the best way to find happiness ကအဖြေဖြစ်ပါတယ်နော် of course တဲ့တကယ်တော့တဲ့ a person လူတစ်ယောက်က needs လိုအပ်ပါတယ် money ပတ်စံကိုတဲ့ to some extent တဲ့ to some extent ဆိုတာကအတိုင်းအတာတစ်ခုအထိဟုတ်ပြီနော် to some extent အတွဲလိုက်ကလေးမှတ်ရပါမယ်အတိုင်းအတာတစ်ခုအထိ needs money ပတ်စံကိုလိုအပ်တယ်ဘာလို့လိုရလဲဆိုရင် in order to live တဲ့နေထိုင်ဖို့ပါတဲ့ comfortably တဲ့တက်တောင့်တတာနဲ့ live နေထိုင်နိုင်ဖို့အတွက် to some extent အခြေအနေတစ်ခုထိတော့ a person needs money ပတ်စံကိုလိုအပ်ပါတယ်တဲ့အဲ့တော့ဒီနေရာမှာဘယ်လိုမေးခွန်းမျိုးလာနိုင်လဲဆိုလို့ရှိရင်လူတွေကဘာဖြစ်လို့များပတ်စံကိုလိုအပ်တာလဲလို့မေးရင် in order to live comfortably တတောင်တတာနဲ့နေထိုင်နိုင်ဖို့အတွက်လူတွေကပေါ့နော် in order to live comfortably တတောင်တတာနဲ့နေထိုင်ဖို့အတွက်ပတ်စံကိုလိုလားလို့မေးဘာကိုလိုလဲလို့မေးရင်နော် need money to some extent အခြေအနေတိုင်းတာတစ်ခုထိပတ်စံကိုလိုအပ်တယ်လို့ဖြေရမယ်နော်အဲ့ဒါလေးတွေကအပြန်အလှန်မေးလို့ရပါတယ် rich people ချမ်းသာတဲ့သူတွေကတဲ့ often consider that ဟုတ်ပြီနော် consider ဆိုတာဘာလို့တာလဲဆိုစဉ်းစားကြတာ THINK think နဲ့အတူတူပဲတွေးကြတယ်စဉ်းစားကြတယ်ထင်ကြတယ်ပေါ့နော် T နဲ့စလို့ရှိရင်တော့ think ပေါ့ C နဲ့စလို့ရှိရင်တော့ consider ပေါ့ think that or consider that နော်ချမ်းသာတဲ့သူတွေကတဲ့မကြာခဏစဉ်းစားကြတယ်မကြာခဏတွေးကြတယ်တဲ့ they are happy ဘာလို့တွေးလဲဆိုရင်သူတို့ကဘာဖြစ်နေရတယ်လို့တွေးလဲဆိုရင် happy ပျော်ရွှင်နေရတယ်တဲ့ as တဲ့ဘာလို့လဲဆိုတော့တဲ့ they can buy နဲ့ဝယ်နိုင်လို့ပါတဲ့ expensive houses expensive ဆိုတာကဈေးကြီးတာ houses ကတော့အိမ်တွေပေါ့ဈေးကြီးတဲ့အိမ်တွေကိုဝယ်နိုင်တယ် new cars ကားအသစ်တွေကိုဝယ်နိုင်တယ် big yacht yacht ဆိုတာကရွက်လှေတွေကိုပြောတာเนาะနိုင်ငံခြားကားတွေထဲမှာပါတယ်လို့မျိုးလေးဟိုလိုရွက်လှေအဖြူရောင်ကြီးတွေအဲ့တော့ big yacht ရွက်လှေတွေဝယ်နိုင်တယ် designer clothes တဲ့ designer တွေကဖန်တီးထားတဲ့အဝတ်အစားတွေကိုဝယ်နိုင်တယ်အဲ့ဒါကြောင့်မလို့ they are happy သူတို့ကပျော်ရွှင်နေရတယ်အဲ့တော့ဒီနေရာမှာမေးနိုင်ခြင်းမေးရှိတဲ့မေးခွန်းလေးက rich people ချမ်းသာတဲ့သူတွေကဘာတွေတွေးကြလဲဘလို့တွေးကြလဲလို့မေးရင် they are happy သူတို့ပြောတယ် as they can buy expensive houses new car big yacht and designer clothes တွေဖြည့်ပေးရမယ်နော်နောက်တစ်ခုကကြတော့ rich people တွေကဘာဖြစ်လို့သူတို့ကိုသူတို့ပျော်ရွှင်တယ်လို့ထင်တာလဲလို့မေးရင်နော် as they can buy expensive houses new car big yacht and designer clothes အဲ့ဒါလေးပဲဖြည့်ပေးရမယ်နော် however တဲ့ဒါပေမဲ့လည်းတဲ့some people လူအချို့က think ထင်တာကတော့ happiness ပျော်ရွှင်မှုဆိုတာက does not depend on ဆိုတာကမူတည်တာမိခိုတာ does not depend on ဆိုတော့မမူတည်ဘူးမမိခိုပါဘူးတဲ့ money ပတ်စံပေါ်မမူတည်ဘူးလို့ထင်ကြတယ်တဲ့ဘယ်ဟာလဲဆိုရင် happiness ပျော်ရွှင်မှုကပေါ့မလာနိုင်ခြေရှိတဲ့မိကုန်းကကြတော့ဒီအပိုက်လေးပေးထားလို့ရှိရင်ပေါ့နော်ဘာတွေလာနိုင်လဲဆိုရင် what do most people believe လူအများစုယုံကြည်တာကဘာလဲ what do some people think လူအချို့တွေးတာကြတော့ဘာလဲပေါ့နော်တော့ some people think လို့မေးတယ်ဆိုရင်တော့ happiness does not depend on money လို့ဖြေရမယ်နော် nevertheless တဲ့မည်သို့ပင်ဆိုစေခါမူတဲ့ we can see တဲ့ငါတို့သိပါတယ်တဲ့ many people လူအများစုက trying to get rich ဘာဖြစ်အောင်စူးစမ်းနေတာပဲလေ to get rich ချမ်းသာအောင် trying စူးစမ်းနေတာပါပဲတဲ့ in every possible way possible ဆိုတာကဖြစ်နိုင်တာဖြစ် possible way ဆိုတော့ရသမျှနီးလန်းပေါ့တတ်နိုင်သမျှနီးလန်းပေါင်းမျိုးစုံနဲ့ trying to get rich ဘာဖြစ်အောင်စူးစမ်းနေလဲချမ်းသာအောင်စူးစမ်းနေပါတယ်တဲ့ in the hope သူတို့မှာမျှော်လင့်ချက်ကလေးရှိတယ်
hope ဆိုတာမျှော်လင့်ချက်လေးပေါ့ achieving ရရှိမယ် happiness in life တဲ့ဘဝမှာတဲ့ happiness ပျော်ရွှင်မှုကို achieving ရရှိမယ်ဆိုတဲ့ in the hope မျှော်လင့်ချက်ကလေးနဲ့ in every possible way ရသမျှနီးလန်းလေးနဲ့တတ်နိုင်သမျှနီးလန်းလေးတွေနဲ့ trying to get rich ဘာဖြစ်အောင်စူးစမ်းနေတာပဲလဲဆိုရင်ချမ်းသာအောင်စူးစမ်းနေကြတာပါပဲတဲ့ဒါဆိုလို့ရှိရင်တော့ဒီအပိုက်ကလေးထဲမှာဘယ်လိုမျိုးမိကုံးလေးတွေလာနိုင်လဲဆိုတာကိုသဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်ဒီချေတို့ဒီထဲမှာပါတဲ့စကားလုံးလေးတွေကိုပြန်ကြည့်ရအောင်နော် rich ကချမ်းသာတာ belief ကယုံကြည်တာ money ကပတ်စံ happiness ကတော့ပျော်ရွှင်မှု noun အနေနဲ့နော် to some extent တတွဲလုံးရကြတော့အတိုင်းအတာတစ်ခုအထိ comfortably ကတတောင်တတာရှိတာနော် comfortable ကနေလာတယ်နော် comfortable တော့မဟုတ်ဘူးနော်အတန်ထွက်ကလေးက comfortably လို့အတန်ထွက်ရမယ်နော် adjective အနေနဲ့ဆိုလို့ရှိရင်တော့ comfortable ပေါ့consider ကထင်တာတွေးတာယူဆတာ THINK think နဲ့အတူတူပဲနော် expensive ကဈေးကြီးတာ houses ကတော့အိမ် yacht ဆိုတာကရွက်လေတွေနောက် designer clothes ကကြတော့ designer တွေကဖန်တီးထုတ်လုပ်ထားတဲ့အဝတ်အစားတွေဖန်တီးချုပ်လုပ်ထားတဲ့အဝတ်အစားပေါ့နော် depend on ကကြတော့မူတည်တာ depend ရဲ့နောက်က on လိုက်တယ်နော်အဲ့တော့ does not depend on ဆိုတော့မမူတည်ဘူး now nevertheless ကမြည်သို့ပင်ဆိုစီကမူဒါလေးတွေက essay letter လေးတွေမှာထည့်ရေးလို့ရတယ်နော် nevertheless တို့ however တို့ of course တို့နော်ဒါလေးတွေ essay တွေ letter တွေမှာထည့်သုံးလို့ရပါတယ် possible ဆိုတာကဖြစ်နိုင်တာဒီမှာတော့ possible way ဆိုတာကရသမျှနီးလန်းတတ်နိုင်သမျှနီးလန်း hope ဆိုတာကမျှော်လင့်ချက်achieving ဆိုတာကရရှိတာသူ့ရဲ့မူရင်းကတော့ achieve ပေါ့ happiness ကတော့ပျော်ရွှင်မှုဖြစ်ပြီးတော့မှ life life ကတော့ဘဝဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်เนาะစကားလုံးလေးတွေကိုတည်သွားမယ်လို့ညွှန်လင်းပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဒီချိန်နောက်ထပ်ဗီဒီယိုမှာဆိုလို့ရှိရင်เนาะနံပါတ်8အချက်ကလေးကိုဆက်ပြီးတော့မှရှင်းပြသွားမှာဖြစ်ပါတယ်